တခုအခါရွတ်ဆိုပူဇော်ကြရမှာကတော့ရိုးရိုးရွတ်ဆိုရုံနဲ့တည်းမဟုတ်တော့ပါဘူးနမောလေးချက်စီးပွားတဲ့ဆိုပြီးတော့မှနာမည်ပေးထားတယ်အလုံးသောဆွေတော်မျိုးတော်များရဲ့နှုတ်ဖျားမှာရေပန်းစားပြီးသားပါပဲနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဆိုတဲ့ဘုရားရှိခိုးကိုပဲ၄မျိုး၄ပါးခွဲခြားပြီးတော့မှပရိစိတ်ဖို့ပရိစိတ်ပြီးတော့မှရှိခိုးပြီးတော့ဆူတောင်းဖို့ပြုလို့ကြမယ်ဆူတောင်းမှုတွေပြုလို့ကြမယ်ဆိုလို့ရှိရင်မိမိတို့ဒီအယောင်ဝဲများမိမိတို့လှလှပရွှင်ခြင်းများဝဲငွေပူလာခြင်းများစိတ်နှလုံးချမ်းမြေ့ခြင်းများရောင်းဝယ်ဖောက်ကားတဲ့နေရာမှာအစဉ်ပြေခြင်းများစတဲ့ဝိသေသအထူးတွေခံစားကြရမှာတွေ့ကြုံကြရမှာဖြစ်ပါတယ်အဲဒီတော့ရှေးဥစွာနမောတတ္တဒီနမောလေးချက်ဂါထာကိုပထမနမောတတ္တဘဂဝါတောဆိုလို့ရှိရင်ပဋိတလုံးစီချပြီးတော့မှ၃ပတ်စေရပါမယ်ကိုစိတ်တဲ့ပဋိဟာ108လုံးပဋိကုန်းဖြစ်ရပါမယ်နောက်တကနမောတတ္တအရဟတောပဋိတလုံးစီချပြီးတော့မှ၃ပတ်စေရပါမယ်နောက်တကနမောတတ္တသမ္မာသမ္ဗုဒ္ဓတ္တဆိုပြီးတော့ပဋိတလုံးစီချပြီးတော့မှ၃ပတ်စေရပါမယ်၄ပတ်မြောက်ကြတော့နမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဆိုပြီးတော့ပဋိတလုံးစီချပြီးတော့၃ပတ်စေရပါမယ်အလုံးပေါင်းပဋိ12ပတ်ဖြစ်ပါတယ်ပထမဆုံးနမောတတ္တဘဂဝါတောဆိုတာဘယ်လိုပုံစံနဲ့ရှိခိုးတာလဲဆိုတော့နမောတတ္တဘဂဝါတောဣတရိယဓမ္မယတတိရိကမပယတာမိဘုံလျှောက်လီနှင့်စုံညီပြီးဝါမြတ်ဗုဒ္ဓအားအကျွန်ုပ်သည်ယိုသေးစွာရှိခိုးပါ၏အဲ့ဒါနမောတတ္တဘဂဝါတောရဲ့အဓိပ္ပာယ်ပါနောက်တကနမောတတ္တအရဟတောလူမင်းနမင်းမြမမင်းတို့ရဲ့ဝဆင်းကိုရပူဇော်တုကိုခံယူတော်မူလိုက်သောမြတ်စွာဘုရားအားဘုရားတပည့်တော်သည်ယိုသေးစွာရှိခိုးကြောပါ၏နောက်တနည်းစိတ်ကွဲရာရ၌မကောင်းမှုကိုပြုခြင်းငါထိုက်တော်မူသောမြတ်စွာဘုရားအားဘုရားတပည့်တော်မှသည်ယိုသေးစွာရှိခိုးကြောပါ၏နောက်တနည်းရှိခိုးမယ်ကိလေသာတိဟုသောယံသူတို့ကိုအရဟတမေပညာတိဟုသောတန်လေးဖြင့်တတ်တော်မူပြီးသောမြတ်စွာဘုရားအားတပည့်တော်မှသည်ယိုသေးစွာရှိခိုးကြောပါ၏အဲ့ဒါနမောတတ္တအရဟတောဖြစ်ပါတယ်နောက်တကနမောတတ္တသမ္မာသမ္ဗုဒ္ဓတ္တညီရတဲ့တရားတော်ကိုဆရာမကိုတရားဘုညံပြမိမိလိုလိုကိုယ်တော်တိုင်သိတော်မူသောထိုမြတ်စွာဘုရားအားတပည့်တော်မှသည်ယိုသေးစွာရှိခိုးကြောပါ၏အဲ့ဒါနမောတတ္တသမ္မာသမ္ဗုဒ္ဓတ္တရဲ့အဓိပ္ပာယ်ပါနောက်တကနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘဂဝါကုံအရဟံကုံသမ္မာသမ္ဗုဒ္ဓကုံတို့နှင့်ပြည့်စုံတော်မူသောထိုမြတ်စွာဘုရားအားဘုရားတပည့်တော်မှသည်ယိုသေးစွာရှိခိုးကြောပါ၏အဲ့ဒါနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တရဲ့အဓိပ္ပာယ်ပါအဲ့တော့အလုံးသောဆွေတော်မျိုးတော်များဒီနမောလေးချက်ကိုရွတ်ဆိုပြီးတော့ဂတိစိတ်ဘုရားရှိခိုးပြီးတော့မှစီးပွားရေးတွေတက်နိုင်ကြပါစေစီးပွားရေးတွေတက်နေလာခဲ့သို့တိုးတက်အောင်မြင်ကြပါစေ